အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကိုစီကိုရောက်လာပြီဆိုရင်တဲ့ကိုအတွက်မကြခင်မှာပြောင်းလဲမှုလေးတွေကြုံရလိမ့်မယ်ကိုဘဝအတွက်ပြောင်းလဲမှုကြုံရမယ်စတင်တဲ့နမိတ်ကိုပြနေတယ်ပြီးတော့နောက်တစ်ခုကိုယ့်ရဲ့အလုပ်စီးပွားရေးကိုယ့်ရဲ့ relationship ကိုနေရာပြောင်းမှုစိတ်ကူးထားတယ်ကိုယ့်ရဲ့ဘဝမှာတစ်ခုခုပြောင်းလဲဖို့ကြိုးစားနေရဆိုရင်အဲ့ဒီအရာလေးတွေကမကြခင်ပြောင်းလဲလာလိမ့်မယ်ကောင်းတဲ့ဘက်ကိုဥတည်နေပြီလို့ပြနေတယ်ပြီးတော့ကိုယ့်ရဲ့ energy မှာကလည်းကံကောင်းနေတဲ့energy မျိုးဖြစ်နေတယ်အောင်မြင်မှုတွေပျော်ရွှင်မှုတွေအဲ့ဒီအရာတွေကိုယ့်စီကိုရောက်လာတော့မယ်နမိတ်ကိုပြနေရပေါ့နော်ပြီးတော့နောက်တစ်ခုကကိုယ့်စီမှာမရှင်းတဲ့စိတ်ခံစားချက်တွေငါဒါလုပ်ရင်အဆင်ပြေပါမလားငါဒီဟာရောငါအတွက်ကောင်းမွန်ရဲ့လားအဲ့လိုအတွေးတွေရှိနေမယ်ဆိုအဲ့ဒီအတွေးတွေကမကြခင်မှာရှင်းသွားလိမ့်မယ်ကိုယ့်အတွက်တကယ်ကောင်းမွန်တဲ့အခြေအနေထွက်လာရပေါ့နော်တခုတတိထားမှာကတော့ဒီကြားထဲမှာကိုဒေါသဖြစ်စရာမျိုးလေးတွေကိုစိတ်ဖိအားများတာမျိုးလေးတွေအမှားကိုပဲထက်ခါလုံမိနေရမျိုးလေးတွေဖြစ်တတ်တယ်အဲ့ဒါလေးကိုတော့သတိထားရမယ်တဲ့ဒီလားပြီးတော့နောက်တစ်ခုကိုဖြစ်ခဲ့တဲ့အခက်ခဲတွေအဲ့ဒီအရာတွေကိုသင်ခန်းစာယူပြီးတော့ရှေ့ဆက်မှသာလေကိုယ့်အတွက်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်တဲ့ပြီးတော့နောက်ထပ်တစ်ခုကပြောရမယ်ဆိုရင်မကြခင်ချိန်တွင်းမှာဒီအရာတွေကဖြတ်ကျော်နိုင်မယ်ဆိုရင်မမျှော်လင့်မဲနဲ့ကိုယ့်အတွက်ကောင်းမွန်တဲ့ကံကောင်းခြင်းတစ်ခုကကိုယ့်စီကိုရောက်လာလိမ့်မယ်တဲ့ပြီးတော့ကိုလုံနေတဲ့အရာတွေကိုအမားတွေကိုထက်ခါမလုပ်ဘဲနဲ့ပုံစံပြောင်းပြီးတော့လုပ်တာမျိုးလေးတွေလုပ်ပေးပါတဲ့ကိုယ့်အတွက်အခွင့်အလမ်းတေးလေးရာနေစပြီးတော့ကြီးရဲ့အထိပို့ပြီးတော့အဆင်ပြေလာတာမျိုးကြုံရလိမ့်မယ်အတိုက်ခိုက်တွေထားနေပြီးတော့လွတ်မြောက်လာတာမျိုးလေးကိုကြုံရလိမ့်မယ်တဲ့ပြီးတော့နောက်ထပ်တစ်ခုကမမျှော်လင့်မဲနဲ့ကိုဘဝအတွက်ကောင်းတဲ့ဆုံးဖြတ်ချက်တွေချရတာမျိုးလေးကြုံရတတ်တယ်တဲ့ပြီးတော့နောက်ထပ်တစ်ခုကကိုယ့်အတွက်ပေါ့နော်ဒီလာမဲ့အနာဂတ်မှာဘာပြောလဲဆိုတော့ကိုမရှင်းနိုင်သေးတဲ့ကိစ္စတွေကိုယ့်အတွက်မလုံနိုင်သေးတဲ့အရာတွေအဲ့အရာတွေကိုကိုလုံနိုင်လာတာမျိုးတွေ့ရပြီးတော့နောက်တစ်ခုကိုယ့်အတွက်အခွင့်အလမ်းတစ်တွေလည်းတွေ့ရအဲ့ဒီအရာတွေကကောင်းလုပ်မယ်ဆိုရင်ကိုယ့်အတွက်ပို့ပြီးတော့ကောင်းတဲ့စင်ပြေတဲ့အခြေအနေတစ်ခုရလိမ့်မယ်တဲ့ universe ကလည်းကိုယ့်အတွက်အခွင့်အရေးတစ်ခုကိုဖွင့်ပေးနေရဲ့အဲ့ဒီအရာကိုအသုံးချပါတဲ့ဒီဗီဒီယိုလေးကိုကိုကလက်ခံရရှိပြီဆိုရင်မကြခင်အချိန်တွင်းမှာတိတိတတ်တာပြောင်းလဲခြင်းတစ်ခုကြုံရလိမ့်မယ်ကောင်းတဲ့ကံတွေရောက်လာလိမ့်မယ်ကိုယ့်ရဲ့စိတ်မှာမအေးချမ်းခြင်းတွေကအေးချမ်းခြင်းကိုရောက်လာလိမ့်မယ်ဒီကတတိထားရမှာကဒေါသထွက်လွယ်နေတဲ့စိတ်မျိုးလေးရှိရဲဆိုရင်အခုတည်းကတတိထားပြီးပြင်ဆင်မှာမကြခင်အချိန်တွင်းမှာကိုယ့်အတွက်ကောင်းတဲ့ကံတွေလက်ခံရရှိပါလိမ့်မယ်ကောင်းသောကံတွေလက်ခံရရှိပါစေမကောင်းသောကံတွေဖြစ်ပြသွားပါစေ